အိန္ဒိယ YouTuber နဲ့ American YouTuber ဘယ်သူကပိုမြင်အောင်မြင်ပြီးပိုချမ်းသာမလဲအသက်18နှစ်မှာနှစ်ယောက်လုံးစတင်ခဲ့ကြတယ် American YouTuber ကဒေါ်လာနဲ့သူ့မေတန်ကင်မရာဒေါ်လာတဲ့900တန် laptop အတွေကိုဝယ်ယူပြီးကြော်ညာကနေထုတ်လုပ်ရေးစရိတ်တွေမှာအများကြီးရင်းနှီးမြှုပ်နှံပါတယ်မင်းဟာပြိုင်ဆိုင်မှုပြင်းထန်ပြီးပရိသတ်ရဲ့မျှော်လင့်ချက်မြင့်မားတဲ့ရွှဲနစ်နေတဲ့ဈေးကွက် Rishtakanantaradesh ထဲကိုဝင်ရောက်ခဲ့တာပါဗီဒီယိုတစ်ပုတ်ထုတ်လုပ်ဖို့တင်ဒေါ်လာရာနဲ့ချီကုန်ကျနိုင်ပါတယ်အိန္ဒိယ YouTuber ကတော့ဈေးသက်သာတဲ့ဖုန်းတစ်လုံးနဲ့အလကားရတဲ့ဗီဒီယိုတွေဖြစ် Through Inlage တွေနဲ့ပဲစတင်ပါတယ်မင်းကဗီဒီယိုရေးအတွက်နဟရလူခေရည်စီချောင်းရှုံးမင်းကြီးနဲ့အစမပြတ်တင်နိုင်မှုခန်းဆက်ခြင်းကအပေါ်မှာပဲအာယုံစိုက်ပါတယ်ကုန်ကျစရိတ်အနည်းဆုံးထုတ်လုပ်မှုအများဆုံးနဲ့ဘာစင်ချိန်မှမပေးပါဘူးအသက်20နှစ်နဲ့အမေရိကန်သမားအရေးသွေးမြင့်ကွန်တင်တွေကြောင့်စီးရင်သွင်းသူ Sarasarabjet တသိန်းရောက်ရှိသွားတဲ့စပွန်ဆာ Rich Nifrani တွေစောက်ဝင်လာပြီးလူကြည့်များတဲ့နိုင်ငံဖြစ်လို့ဗီဒီယိုကြီးခနှုံးထားဆိုလဲမြင့်မားပါတယ်ဒါပေမဲ့ပြိုင်ဆိုင်မှုကအရန်ရက်ဆက်ပြီးကြီးထွားနှုန်းကနေကွေးသလိုကုန်ကျစရိတ်လည်းများပါတယ်အိန္ဒိယသမားဘိုင်းရဲ့ဖြစ်တဲ့ဗီဒီယိုတို့လေးတွေ Rare Digitation နဲ့ဇွဲရှိမှုကြောင့်စီးရင်သွင်းသူ9သိန်းကျော်သွားပါပြီခေါကြီးခနှုံးထားနေပေမဲ့ကြီးစုသူရေအတွက်ငကန့်ချင်းကတော့တန်းနဲ့ချီပြီးအပြတ်အသက်များပြားပါတယ်တိုးတက်မှုကအရေးအတွက်ပြိုင်ပွဲဖြစ်လာပါတယ်အသက်26နှစ်အမေရိကန်သမားကြော်ညာကစပွန်ဆာနဲ့အဖီလီရဲ့ Exeter နဲ့တွေကနေတလောက်ကိုဒေါ်လာ9သူ့မရရှိနေပြီးမင်းဟာကိုပိုင်မက်တစိတ် Certificate နဲ့တခုကိုတိစောက်နိုင်ခဲ့ပေမဲ့ကုန်ကျစရိတ်တွေနဲ့အခွန်တွေကြောင့်ဝင်ငွေတော်များပြန်ပါသွားပါတယ်အိန္ဒိယသမားတလောက်ကိုဒေါ်လာ3သူ့မရပေမဲ့ကုန်ကျစရိတ်ကမရှိတလောက်ပါပဲအသက်30အမေရိကန်သမားတည်ငြိမ်တဲ့ဝင်ငွေရှိတဲ့အစစ်မြင့်အမတ်တစိတ်တစ်ခုကိုတိစောက်နိုင်ခဲ့ပေမဲ့ကြီးထွားနှုန်းကပုံမှန်ပဲရှိပြီးပောက်ကွဲထွက်သွားတာမျိုးမရှိပါဘူးအိန္ဒိယသမားကွန်တက်အင်ပါယာကြီးတစ်ခု channel မြောက်များဒီဂျစ်တယ်ထုတ်ကုန်တွေနဲ့အင်မတန်ကြီးမားတဲ့ပရိသတ်ထူကြီးကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီးခေါင်းနေပေမဲ့အရေးအတွက်ကတော့ကြောက်စရာကောင်းလောက်အောင်များပြားပါတယ်။နီကုန်းချုပ်တယောက်ကကြည့်ရှုသူတို့ဦးချင်းစီကရတဲ့တန်ဖိုးမြင့်မားမှု AHS Lucrative နဲ့အနိုင်ရပြီးနောက်တစ်ယောက်ကတော့အလုံးအရင်းနဲ့အုပ်စုလိုက်ချီပြီးကြည့်ရှုမှု Richard Dollar Chantry နဲ့အနိုင်ရသွားတာဖြစ်ပါတယ်။